အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ကျွန်တော် Roblox for Boat Ride ဆိုရဲgame လေးကိုဆော့ပြအောင်ပါဒီ game လေးကတော်တော်ပျော်ဖို့ကောင်းပါတယ် Pro ကိုလည်းစမ်းဆော့ကြည့်ဖို့ကျွန်တော်ပြောချင်ပါတယ်ကျွန်တော်အခုလှေထုတ်လာဝင်ပါတော့လှေရဒီပါလှေလာနေပြီတော့ကဲလှေဝတ်တက်ရအောင်ကဲမြောဘသူ့မကောနဲ့မြောကဲသွားပါမယ်ဘယ်တော်လာရမလိုက်လားကျွန်တော်ဒီနေ့ mission อ่ะဗောနော်ဒီလှေကြီးကိုအဆုံးသတ်ထိမောင်းရမှာဖြစ်ပါတယ်အဲ့တော့အားလုံးပဲအဆုံးထိလိုက်ကြည့်ပေးခဲ့ကြပါရဲသွားလိုက်ရဟူးဟူးအောင်စင်းတော့မဟဲ့အားလုံးပဲတခြားကိုင်းသားနော်ဆေးပြီအားလုံးပဲတခြားကိုင်းသားဟူးမြန်ကုန်ပြီဟဲ့လေကောင်းမတင်ကုန်ပြီဟဲ့ကဲဆိုတော့ဒီကင်းတော့ Pro 11နဲ့ဆော့ပြပွဲပေါ့နော်ကျွန်တော်သူစီကနေကြည့်ပြီးဆော့ပါတိုင်းမြောတိုင်းမြောဒီဘက်လမ်းကိုရွေးရအောင်မဟုတ်ဒီဘက်လမ်းမဟုတ်ပြန်ကွေဒီဘက်လမ်းမဟုတ်ကွေနောက်ပြန်နေသွားကောင်းပြီဟေးဒီဘက်ပြန်ကွေသွားပြန်ထားတော့လာဒီဘက်ကိုသားပဲDo not enter ကျွန်တော်စီကံရမ်းလိုက်နာတော့ဒီဘက်ကိုပဲရွေးရပါတော့ဘာကြီးရောဒါဝုန်းကြီးမလားဝေးကဲနိုင်ပြန်ကွေရောနောက်ကိုပြန်သွားရတယ်ဝုန်းကြီးတွေ့ရတယ်ခုနကတော့ဝုန်းကြီးဘာတိုင်းရောဝုန်းကြီးရလဲအော်နေဖုန်းတော့ရမ်းချစ်တယ်ဗျကဲကျွန်တော်စီကံရမ်းလိုက်နာပါတော့ Do not enter ဆိုတဲ့နေရာကိုကျွန်တော်တော့ပါစီကံလိုက်နာရေပေါ့နော်ဘာတိုင်းလဲမသိကဲကျွန်တော်တော့နေပါတော့ကူထဲကိုရောက်နေရပေါ့မဝင်းနေရပဲချက်ကုန်ပြီဟဲ့ဘာတိုင်းလဲအိုးကန်ကောင်းတယ်တော့ကန်ဒီပဲလို့ပေါ့နော်ဆောက်ဖုံးမဖြစ်ဘယ်တော့ပြန်မြန်ကုန်တာလဲကြီးရောပဲလှေဆောက်ထိုးဖြစ်ကုန်ပြီကွေကဲအတက်ပြန်ဖြစ်သွားပါပြီဒီလိုမျိုးဆိုတာကျွန်တော်လိုလှေစီးကျွမ်းကျင်တဲ့သူတွေမှာလုပ်နိုင်တာပေါ့နော်ကျွန်တော်လေပေါ်မှာဆိုတော်သားတွေပဲပါလာပေါ့နော်ဘာဖြစ်ကုန်တာလဲကလော်လေးကိုနှိမ့်လိုက်တာနဲ့မှာလေယာဖြစ်ပြန်ဘာသာနေတော့မသိဘူးချက်ကုန်ပြီဟေး
ဖြစ်ပြနေဟေးဟာဘာဖြစ်နေရလဲဒီကောင်ဟိုးပရိုဘာပဲနေမသိဘူးပရိုတော့ကြားရမှာအဲ့အတန်ကြောင့်ကျွန်တော်အတန်ပျောက်တော့ကဲလေကိုအတဲပြန်ထားမယ်ဒီအတဲပါရီပြန်ပါမယ်ပြန်ပြုတ်ကြတယ်ဒီမှာတော့ဒန်းဆက်တွေရောက်ရပါတော့အလွယ်သွားကုန်ပြီ Oh my god ဟာဘလို့ရဖြစ်ကုန်ပါလေ Happy birthday ချင်းရပါကဲကျွန်တော် pro ကြီးဆိုအဲ့လောက်တော့ရှိမှာပါဗျာအဲ့တော့နောက်တစ်စီးထပ်စီးမယ် pro သိရမလားကျွန်တော် pro ကြီးဆိုတာလူတိုင်းသိမှာပါကျွန်တော် pro ကြီးဆိုတာကဲကျွန်တော်ကတော့သူများလေးမစီးပါနော်ကျွန်တော်အောက်ကျနောက်ကျခံပြီးသူများလေးကိုလုံးဝမစီးပါဘူး cancel ကဲလေနောက်တော့စီးတော့လာအောင်ဟေးလာပြီလေဒီလေးကစီးရအောင်ပါဘူးဒီဗီဒီယိုလေးကသင်တို့အတွက်ကျွန်တော်ဒီမှာပဲရက်သိမ်းမိချင်တယ်ပေါ့နော်ကျွန်တော်လမ်းတစ်လမ်းကိုတော့သွားရွာရေးအလမ်းမှာလည်းကျွန်တော်ပြောစရာရင်းနဲ့တွေ့ခဲ့ပါတယ်အဲ့တော့ကျွန်တော်အားလုံးနှုတ်ဆက်လိုက်ပါတယ်ပေါ့နော်ကျွန်တော်ဒီနေ့ဗီဒီယိုကဒီလောက်ပါပဲအဲ့တော့ကျွန်တော်ဗီဒီယိုဆုံးထိကြည့်ရှုရတဲ့လူတိုင်းအားလုံးကျေးဇူးထူးတင်ရှိပါတယ်ခင်ဗျာကျွန်တော် channel ကို like subscribe လုပ်ပြီးတော့လည်းကျေးဇူးပြန်ဆက်လို့ရပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်အားလုံးပဲတတား